ကြောကုန်းမပေါက်သေးကိုငါးပြေမရီထဲပြီးတတ်တယ်သူမင်္ဂလာပါပရိသတ်တို့ရေဒီနေ့မှာတော့ထူးဆန်းထိတ်လန့်စရာကောင်းတဲ့ရွာတလေးတစ်ခုအကြောင်းပြောပြခြင်းပါရင်ဒါကတော့မြန်မာပြည်အောက်ပိုင်းကတောတောင်ထူထပ်တဲ့ရွာလေးတစ်ရွာမှာဖြစ်ပျက်ခဲ့တဲ့ဇာလံလေးပါဟိုအရင်ကရွာလေးတစ်ရွာမှာထူးဆန်းတဲ့အစင်အလားတစ်ခုရှိတယ်အဲ့ဒီရွာကတောင်ချေနဲ့နေတော့တောနဲ့ထဲမှာကြောခေါင်းတရဲလို့ခေါ်တဲ့တရဲတွေရှိတယ်လို့ယုံကြည်ကြတယ်သူတို့ကလူလိုပဲဝက်စားနေထိုင်ပေမဲ့ကြောပြန်ကြီးကတော့ဟောင်းလောင်းပေါက်ကြီးဖြစ်ပြီးအတွင်းကအသေးတွေဥတွေကြောရိုးတွေကိုမြင်နေရတာဒီတရဲတွေကလူတွေကိုရန်မမှုဘူးစပားဆိုင်ချိန်ကောက်ရင်တောင်ပေါ်ကဆင်းလာပြီးရွာသားတွေကိုကူညီပေးတတ်ကြတယ်အပြန်လန်းအနေနဲ့ရွာသားတွေကသူတို့ကိုထမင်းဟင်းနဲ့အဝတ်အထည်တွေပြန်ပေးရတယ်ဒါကသူတို့ကြားကမဖောက်ဖျက်ရတဲ့ကတိကဝတ်ပေါ့ဗျာဒီဇလန်းရဲ့တရားခံကတော့ရွာသူကြီးဦးမတ်ပဲသူကလူကတော့လူကြီးမင်းပုံစံဒါပေမဲ့စိတ်ကတော့တိတ်ပုတ်တာဒီနေ့မှသူကရွာသားတွေစီကလဲတွေကိုအတင်သိမ်းတော့စိုက်စရာလဲတွေကအများကြီးဖြစ်လာရောအဲ့ဒီမှာကြောခေါင်းထီရဲ့အဖိုးကြီးတကောင်ကဦးမတ်စီလာဒီဟေးသူကြီးဒီနေ့လဲကပိုများတယ်ငါတို့ပို့လို့ပြရမှာဆိုတော့စားစရာနဲ့အဝတ်အစားပို့ပြရမယ်နော်လို့တောင်းတယ်ဦးမတ်ကနှုတ်ခမ်းမဲ့ပဲအေးပါငါပေးပါမယ်လို့ကတိပေးလိုက်ပေမဲ့စိတ်ထဲမှာတော့နှမျောနေတာပေါ့ညဖက်ရောက်တော့ကြောက်ခေါင်းတရဲတွေကဝိုင်းကူကြတာစပားခင်းကြီးကမနှက်မလင်းခင်မှာပဲပြီးစည်းသွားတယ်အလွတ်ပြီးလို့ဖြစ်စည်းလာယူတဲ့အချိန်မှာဦးမတ်ကသူ့တစ်ဖြစ်အနှစ်ယောက်ဖြစ်တဲ့အောင်နတ်နဲ့ကြော်ခဲကခေါ်ပြီးအကောက်ကြံมาတော့တယ်ဦးမတ်ကဖြစ်စည်းတွေကိုအကြည့်မပေးဖက်လွှဲပတ်ပြောနေလို့တစီအဖိုးကြီးကစိတ်တိုးလာပြီးမင်းငါ့ကိုကောင်းကောင်းပေးမလားဒါမှမဟုတ်လက်ပင်းအလင်ခံမလားလို့អော်ပါလျောဦးမတ်ကကြောက်ချင်ရောင်ဆောင်ပြီးဖြစ်စည်းတွေပေးလိုက်တယ်လို့နဲ့တစေးကြီးဖြစ်စည်းကုံအကောင်မှာသူ့တစ်ဖြစ်တွေကိုအချက်ပေးလိုက်တယ်အဲ့ဒီအချိန်မှာအောင်နတ်တို့ကကြိုးတင်းပြင်ထားတဲ့ငါးပြေမအရှင်တွေကိုတစေးကြီးရဲ့ကြောပေါက်သေးကိုအတင်းထွင်ထိုက်လိုက်တာဗျာပရိသတ်တို့စဉ်းစားကြည့်ငါးပြေမရဲ့စူးတွေကတစေးကြီးရဲ့အသေးတွေဥတွေကိုထိုးဆော်တော့တာပေါ့တစေးအဖိုးကြီးဟာနာကျင်လွန်းလို့တကြွာလုံးဟိုင်းထွက်သွားအောင်အော်ဟစ်ပြီးအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတီးဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ဇလန်းကမပြီးသေးဘူးတစေးအိုကြီးရဲ့အော်တန်းကြောင့်တောင်ပေါ်ကကြောခေါင်းတရဲတွေအုပ်စုလိုက်ကြီးဆင်းလာပါတော့တယ်သူတို့တငယ်ချင်းသေးနေတာမြင်တော့ဒေါသအထွက်ဆုံးပေါ့သူကြီးဦးမတ်ရဲ့အိမ်ကိုဝိုင်းပြီးဖျက်ဆီးကြတယ်လဲခွင်းတွေကိုလည်းနင်းချေထစ်ကြတယ်နောက်ဆုံးရွာဦးချောင်းကဆရာတော်ကြွလာပြီးမေတ္တာရက်ခံမှပဲတစည်းတွေကရက်တန့်သွားတယ်ဦးမတ်ကတော့တကြွလုံးရဲ့ပစ္စည်းတွေဆုံးရှုံးသွားရလို့ကြွာသားတွေကိုနှစ်နာချီပြန်ပေးရင်းနဲ့ပဲသူတောင်းစားပူပါရောက်သွားပါတော့တယ်ကဲပရိသတ်တို့ဒီဇလန်လေးကပေးခြင်းတဲ့သင်ခန်းစာပါတော့လူဆိုတာဂတိတည်ရတယ်ဂတိဖြတ်ရင်ဝတ်ပြန်လက်တတ်တယ်ဆိုတာပါပဲဇလန်လေးကိုသဘော